အင်တာကိုချန်ပီယံဆုသားပေးလိုက်ပါတော့ခေါင်းစဉ်နဲ့ပတ်သက်ပြီး PSG အာဆင်နယ်တို့ကိုလေးစားပေမဲ့အင်တာမီလန်တာချန်ပီယံဖလားနဲ့ရာသီမသိမ်းနိုင်ခဲ့ရင်နှမျောစရာကောင်းနေပါလိမ့်မယ်သူတို့ဟာဆီမီဖိုင်နယ်နှစ်ကြော်စလုံးမှာချန်ပီယံခြေစွမ်းချန်ပီယံခံယူချက်ကိုပြသနိုင်ခဲ့ပါတယ်ဘာစီလိုနာလိုပြိုင်ပွဲစဉ်163ဂိုးသွင်းယူထားတဲ့ဥရောပတိုက်စစ်အကောင်းဆုံးအသင်းကိုစီးရဲ့ချန်ပီယံတွေဟာနှစ်ကြော်ပေါင်း7စစ်နဲ့အလဲထုတ်ပစ်ခဲ့တာပါပထမကြော်မစတင်မီတော့ကလူတွေရဲ့ပါဇက်ဖျားမှာအင်ဇာဟာတိတ်ရေပန်းမစားခဲ့ပါဘူးသူတို့ပွဲတွေကိုစောင့်ကြည့်ဖြစ်တဲ့လူနည်းစုတော့တာအင်ဇာဟာအထင်မသေးတဲ့အန်ဒရိုက်အသင်းသင်းဖြစ်ကြောင်းနားလေသဘောပေါက်ခဲ့တာပါလူကမှာပထမကြော်ကစားခဲ့တဲ့အခါမှာတော့တကဘာလုံးဟာကနေဟင်ကနေဖြစ်ကုန်ခဲ့တာပါဘာဆာလိုအသင်းမျိုးကိုနှစ်ကြော်စလုံးတူးစီးနဲ့အရင်ဥဆောင်ပြီးစုစုပေါင်း၄ချိန်ဥဆောင်နိုင်ခဲ့တာကလွန်ပါတယ်အင်တာအတွက်ကတ်တနန်ကလပ်ကိုတွင်းကိုတွေတွင်းယူနိုင်မှုဆိုတာငှပြောသည့်အခွန်နှွာရတဲ့ထက်တောင်ပုံမလွယ်ကူနေခဲ့တာပါဘာဆာရဲ့အပိုင်ကချက်အမြောက်အများကိုလက်စွမ်းပြကာကခဲ့သူစွမ်းမှာပြိုင်ဘက်အားနည်းချက်ကိုအညာကင်နိုင်သူအင်ဇာကီ၅ခုအထိပါပါဝင်ပတ်သက်ခဲ့တဲ့ဒန်ဖရီတို့ကတော့အင်တာရဲ့အဓိကသူရဲကောင်းတွေပါပဲဖိုင်နယ်မှာအင်တာသာနာကျင်ရမယ်ဆိုရင်ရာဇဝတ်မှုမြောက်မှာပါအားလုံးပဲရှင်လက်ချမ်းမြေသောနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ပါစေလို့ကျွန်တော် Sport Memory ပေးမှာစုမကောင်တောင်းပေးလိုက်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ